အနုပညာကျေးတက်တဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမရှင်းပြချင်တော့ဘူးဆိုတဲ့မင်းသားအေးချမ်းမောင်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်2024ခုနှစ်အတွက်အကောင်ဆုံးမျိုးသားဆက်ပို့စုကိုမီးဆက်ကားနဲ့ထထိုက်တန်တန်ကြီးစုခူးရရှိသွားတဲ့အေးချမ်းမောင်ကတော့တီကြီးခညာတဲ့ရုပ်ရည်ပိုင်းရှင်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။သူကမော်ရဖခင်ကြီးဂျွန်လင်းကြောင့်အနုပညာလောကထဲကိုစတင်ခြေချခွင့်ရရှိခဲ့တာဖြစ်ပြီးတော့အနေထိုင်အေးလွန်းတာကြောင့်ပရိသတ်တွေရဲ့အထင်လွဲခြင်းကိုခံခဲ့ရပါသေးတယ်။ကျွန်တော်ကိုချီတယ်လို့ပြောကြတယ်အဲ့လိုမဟုတ်ပါဘူးအေးချမ်းချမ်းနေတယ်လို့ပါဘဝကိုလည်းအေးဆေးပဲဖြတ်တန်းခြင်းနဲ့မိသားစုချစ်တဲ့သူနဲ့အေးဆေးနေခြင်းနဲ့ဘဝကအရန်ကြီးကြီးကျယ်ခမ်းနားနေဖို့မလိုဘူးဆိုပြီးတော့သူ့ဘဝနေထိုင်မှုပုံစံအကြောင်းရှင်းပြထားပါတယ်အနုပညာလုပ်လေးတွေမှာတော့ပရိသတ်တွေရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိနေတဲ့အေးချမ်းမောင်တယောက်အခုချိန်မှာသတင်းတွေအမျိုးမျိုးထွက်ပေါ်လာနေပြီးတော့အနုပညာကျေးကိုအရင်ကထက်အများကြီးပိုယူလာတယ်လို့သတင်းတွေကအနုပညာအတိုင်းဝိုင်းကနေခက်စိတ်စိတ်ထွက်ပေါ်လို့လာနေတာပရိသတ်တို့အားလုံးအသိပဲဖြစ်ပါရဲ့ရှင်အေးချမ်းမောင်ကတော့မကြသေးမီကအင်တာဗျူးတစ်ခုကနေအခုလိုပဲအနုပညာကျေးအကြောင်းကိုသူကိုယ်တိုင်ကထုတ်ပြောလာခဲ့တာဖြစ်ပါရဲ့ရှင်အေးချမ်းမောင်ကမရှင်းလို့ရတယ်ပြဿနာမရှိဘူးတချို့ကိစ္စတွေကြတော့ကိုယ့်ဘက်ကနည်းနည်းလေးမရှင်းလိုက်တဲ့အချိန်ဟိုပြောလိုက်တဲ့အချိန်ကျမှကိုယ့်ဘက်ကနေပြီးတော့ကိုယ့်ဘက်ကပြန်ပြောပေးချင်တဲ့ပရိသတ်ဆိုတာလည်းရှိသေးတယ်လေအဲ့လိုဆိုတော့ကိုယ့်ဘက်ကနေပြီးတော့ပြန်ပြီးတော့ထောက်ပံ့ပေးတယ် support လုပ်ပေးတယ်ကိုယ့်ဘက်ကလည်းတချို့ဟာတွေဖြည့်ရှင်းချက်တစ်ခုလောက်ထွက်လာမှသူတို့လည်းအဆင်ပြေမှာပါအဲ့ဒါကြောင့်လေတချို့ဟာတွေကြတော့ရှင်းတဲ့နယ်ထင်လို့ရှင်းတာပါရှင်းတဲ့နယ်ထင်လို့ကိုကျွန်တော်ထွက်ရှင်းတာကိစ္စတိုင်းကတော့ပါဝင်မရှင်းတော့ပါဘူးကောလာဟာလာတော့ကောလာဟာလာအတိုင်းပဲပေါ့နော်ဒီတိုင်းလေးပဲကျွန်တော်ထားလိုက်တော့တာပေါ့ဘာမှသိပြီးမပြောချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့သိနေတာပဲလေကျွန်တော်နဲ့အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာကျွန်တော်ဘယ်လိုလဲဆိုတာသိနေရပြီဆိုတော့ကျွန်တော်တွေဘယ်လိုတွေးလဲဆိုတာတော့လိုက်မရှင်းပြချင်တော့ဘူးလို့ပြောပါရရှင်ဆက်လက်ပြီးတော့ Academy မင်းသားအေးချမ်းမောင်ကသူ့မှာပိုင်ဆိုင်သူမရှိကြောင်း silent လည်းတွဲနေသူမရှိကြောင်း posting ကဖြည့်ရှင်းလာခဲ့တာကိုလည်းတွေ့ရပါသေးတယ်။အခုချိန်ကအေးချမ်းမောင်ရဲ့ဘဝမှာလဲလန်းတောက်အောင်မြင်နေတဲ့အချိန်ဖြစ်ပြီးတိုက်ဆိုင်စွာပဲသူ့ရဲ့အခြေကောလာဟာလာတွေထွက်ပေါ်လို့နေခဲ့တာပါ။ဒါကြောင့်သူကမဟုတ်မမှန်ကြောင်းဖြည့်ရှင်းလာခဲ့ရတာဖြစ်ပါတယ်။အေးချမ်းမောင်ကသူ့ရဲ့ official Facebook account ကနေပြီးတော့ official single လို့ပဲပြောချင်ပါတယ်ခင်ဗျာ no silent no left okay ဒီလိုအရေးများအဖက်များ caption တွေတင်လေးတင်ထားမရှိပါဘူးတင်သင့်လို့တင်တာပါအနောက်ရှက်ဖြင့် sorry ပါခင်ဗျာဆိုပြီးတော့ရေးသားထားခဲ့တာပဲဖြစ်ပါရဲ့ရှင်နားဆင်ရဲ့ပရိသတ်တွေကရောအခုလိုဖြည့်ရှင်းလာတဲ့မင်းသားအေးချမ်းမောင်အပေါ်မှာဘယ်လိုမျိုးမြင်ကြပါသလဲရှင်ပရိသတ်တို့ရဲ့အမြင်လေးတွေကို comment မှာမျှဝေပေးသွားခဲ့ကြပါအောင်နော်